ထူးဆန်းတဲ့ဖက်နှက်တွေထုတ်တယ်ထူးဆန်းတဲ့ show တွေလုပ်တယ်တိတ်မကြပြန်လဲကလေးတွေကိုလိမ်မန်းဆိုင်ရာမလုပ်တင်တာတွေလုပ်တယ်ဆိုပြီးတကဘာလုံးကမီးရှို့တဲ့ဗီဒီယိုတွေထွက်လာစေတဲ့ Balenciaga အကြောင်းပြောကြပါ Balenciaga ဆိုတာပြင်သစ်တွေကြီးစိုးတဲ့ luxury brands လောကတွေကတစ်ခုတည်းသော Spain brand လို့ပြောလို့ရတယ် Mango တို့ Zara တို့လည်း Spain brand ပါပဲဒါပေမဲ့ Balenciaga လောက် luxury brand မသွားဘူး Balenciaga နာမည်အရန်ကြီးရတဲ့အချက်ကဘယ်သူနဲ့မှမတူပဲကွဲထွက်နေတဲ့အရာတွေအကြောင်းလို့ပြောလို့ရတယ်ညီနေကြမဟုတ်တဲ့ fashion တွေတွေ့နေကြမဟုတ်တဲ့ဖက်နှက်တွေ oversize wear တွေ ugly shoes တွေကွဲထွက်နေတဲ့အရာတွေက Balenciaga ဘဲလို့ပြောလို့ရတယ်နောက်တစ်ချက်ကတော့ fucking expensive ဘာမှမပါတဲ့အင်ကြီးပြောင်းတစ်ထည်စီက$650မြန်မာငွေ320လောက်ကစတယ်ဖက်နှက်အစုပ်ကြီးက$1850အိတ်တလုံးကို$3000ကုတ်တစ်ထည်$4000ဒီလောက်မတန်တဆဈေးတွေနဲ့ရောင်းရလောက် Balenciaga ကဘလောက်ကောင်းလို့နောက်ပြီးဒီလောက်ထိဈေးကြီးတဲ့ပစ္စည်းတွေကိုမီးပုံရှို့ရလောက် Balenciaga ကကလေးတွေကိုဘာလုပ်ခဲ့တာဒီအကြောင်းကိုပြောမယ်ဆိုလွန်ခဲ့တဲ့နှစ်တရာကျော်1919ခုနှစ်ကစပါတယ် Christopher Balenciaga ဆိုတာလူနာမည်ပါသူခေတ်သူ့အခါမှာစပိန်ရဲ့နာမည်အကြီးဆုံးဒီဇိုင်နာဖေးကငါးပန်းသမားမေရအချုပ်တဲ့ဘဝကနေတနိုင်ငံလုံးမှာရှိတဲ့တထေးတကြွယ်တွေဘရင်အတိုင်းဝိုင်းတွေကိုပဲချုပ်ပေးတဲ့ထိတ်တန်းဒီဇိုင်နာတယောက်ဖြစ်လာဖို့လွယ်လွယ်ကူကူလေးရခဲ့တာတော့လည်းမဟုတ်ပါဘူးဒါပေမဲ့1936ခုနှစ်မှာတော့စပိန်ပြည်တွင်းစစ်ဖြစ်ပြီးသူ့ဆိုင်လဲပိတ်လိုက်ရတယ်အချိန်ကြီးအကြာကြီးတိစောက်ခဲ့တဲ့အရာတကူကချက်ချင်းလက်ငင်းတဲတဲ့ရေတုံဖြစ်ခဲ့ရပါတယ်Balenciaga ဆိုင်နေပိတ်ခဲ့ရတယ် Balenciaga ဆိုတဲ့နာမည်လဲကွယ်ပြောက်သွားပါတယ်အခုရှိတာတခါတလေမှာအကောင်းဆုံးအခွင့်အရေးတွေကအဆိုးဆုံးချိန်တွေမှာရောက်လာတတ်ပါတယ်စပိန်နိုင်ငံရဲ့ပြည်တွင်းစစ်ကပိုဆိုးလာတဲ့အချိန်မှာတော့မဖြစ်တဲ့အဆုံး Balenciaga ပြင်သစ်ကိုထွက်လာခဲ့ရတယ်အဲ့အချိန်မှာ तू မသိသေးတာပြင်သစ်နိုင်ငံ Paris မြို့ဆိုတာတစ်ချိန်မှာကမ္ဘာ fashion မြို့တော်ဖြစ်လာမယ်ဆိုတာပါပြင်သစ်မှာအခြေချယူ Balenciaga ဆိုတဲ့နာမည်ကိုပြန်တည်ဆောက်ဖို့ကြိုးစားတယ်အစောပိုင်းကာလတွေမှာလုံးဝအောင်မြင်မှုမရခဲ့ဘူးဒါပေမဲ့ fashion လောကရဲ့အရေးကြီးဆုံးနှစ်အပိုင်းခြားလို့သတ်မှတ်ကြတဲ့1950ဝန်းကျင်ကိုရောက်လာတဲ့အချိန်မှာတော့ Balenciaga ဆိုတာ The King of Fashion လို့သတ်မှတ်ခံရတဲ့သူတိဖြစ်လာခဲ့တယ်သူ့ရဲ့ကိုယ်ပိုင်အရေးချင်းကြောင့်ပါပဲအဲ့ကာလတွေမှာ Christian Dior ပေါ်လာတယ် Coco Chanel လည်းပိုပြီးနာမည်ကြီးလာတယ်အဲ့ဒီပြင်တခြား luxury brands ပေါင်းမြောက်များစွာလည်းထွက်လာခဲ့တယ် luxury fashion လောကကိုတကမ္ဘာလုံးကစောင့်ကြည့်ရတဲ့နှစ်တွေဖြစ်လာတယ်ဒီကာလတွေမှာထိတ်ဆုံးမှရှိနေတဲ့ဒီဇိုင်နာကတော့ Balenciaga ပါပဲ Balenciaga ရဲ့သင်္ကေတလို့ပြောလို့ရတဲ့ဒီရှေ့ကိုကြိုမြင်ပြီးဖန်တီးတဲ့ fashion တွေကို Spain ဘရင်တွေဘရင်မတွေတင်မဟုတ်တော့ဘူးတကမ္ဘာလုံးမှာရှိတဲ့တန်းကြွယ်တထေးတွေအကုန်လုံးကမှားဝတ်တဲ့အထိဖြစ်လာတယ်ဒီလိုနဲ့ပဲ Balenciaga ဆိုတာဈေးကြီးတဲ့ထိတ်တန်း luxury brand တခုဖြစ်လာခဲ့တာဒီနေ့အထိပါပဲ2022 November မှာတော့ Balenciaga ရဲ့တမိုင်းတစ်လျှောက်ရုပ်အပြည့်ဆုံးကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ် Balenciaga ရဲ့ holiday campaign အတွက်ကလေးလေးတွေကအိတ်တွေကင်ထားတဲ့ပုံတွေထွက်လာတယ်ဒါပေမဲ့သတိထားမိသွားတာဒီအိတ်တွေရဲ့ပုံစံကဆက်ရွှေ content တွေအများကြီးပါတယ်ကလေးတွေကြိုက်တဲ့ဝုံရုပ်တွေကိုအဓိက main theme အနေနဲ့သုံးထားတယ်ဒါပေမဲ့အဲ့ဒီဝုံရုပ်တွေမှာကျွန်တော် BDSM လို့ခေါ်တဲ့ခက်ကြမ်းကြမ်းသုံးတဲ့လက်ထိတ်တွေလက်ပတ်တွေတော့ကလောက်တွေတန်